pressure vessel လို့ vessel ရဲ့ share တွေမှာ nozzle pipe တွေတက်တဲ့အခါမှာအပေါက်ဖောက်တာကြောင့် share ကမူလလောက်ခိုင်မာတောင့်တင်းမှုမရှိတော့ပဲပျော့သွားပါတယ်အဲ့ဒီအခါမှာ nozzle pipe တွေကိုပြန်တက်တဲ့အခါဆက်ထားတဲ့နေရာက design fail ဖြစ်တာမျိုးဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်အားနည်းသွားတာကိုပြန်ကာမိဖို့အတွက်အသားပိုးပေးတဲ့အနေနဲ့ reinforcement ပတ်လို့ပတ်တွေကိုထည့်ပေးရတာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့အမြဲတမ်းလည်းတက်ဖို့မလိုပြန်ပါဘူးဒါကြောင့်မို့လို့တက်တဲ့ nozzle မှာ reinforcement ပတ် RF ပတ်လိုမလို့ဆိုတာကိုဆုံးဖြတ်ပေးဖို့လိုအပ်ပါတယ်အဲ့ဒီလိုမလို့အတိအကျသိဖို့ဆိုရင်တော့ design code တွေဖြစ်တဲ့ ASME code ရဲ့ clause တွေဖြစ်တဲ့ UG37 UG45 တို့လိုဟာမျိုးတွေနဲ့တွက်ချက်စစ်ဆေးပေးရပါတယ်ဒါပေမဲ့တစ်ခါတရံမှာဒီလိုကုတ်တွေနဲ့မစစ်လို့ရတဲ့အခြေအနေတွေလည်းရှိတတ်ပါတယ်ဒါမှမဟုတ်ဒီလိုကုတ်တွေနဲ့စစ်ပေးကြမလို့ဆိုတဲ့ geometry တွေမှာလည်းရှိတတ်ပါတယ်အဲ့ဒါမျိုးဆိုလို့ရှိရင် engineering judgment တွေကိုလုပ်ပေးဖို့ကြုံရနိုင်ပါတယ်တာမန်အားဖြင့်တော့ shell thickness ကအရန်ပါနေပြီးတော့ nozzle အရွယ်အစားကကြီးနေတယ်ဆိုရင် design pressure များနေတယ်ဆိုရင်အခြား pipe တွေနဲ့ဆက်ရမှာမို့လို့ external load တွေရှိတယ်ဆိုရင် reinforcement ထည့်ပေးဖို့တကယ်လိုအပ်ပါတယ်ဒါမှမဟုတ် corrosion allowance များလွန်တဲ့ vessel တွေမှာဆိုလို့ရှိရင်အနာဂတ်မှာ share ကပါသွားနိုင်တာမို့လို့အဲ့ဒီနေရာမှာအားနည်းသွားလို့ design fail သွားနိုင်လို့ reinforcement ပတ်လိုအပ်ပြန်ပါတယ်ဒါဆိုဒီ RF ပတ်မလိုတဲ့အခြေအနေကဘလို့အခြေအနေမှာဖြစ်နိုင်တာလဲ share ကထူပြီးတော့ nozzle site ကသေးနေတဲ့အခါလိုဟာမျိုးဒါမှမဟုတ် design pressure မရှိတဲ့ vessel လိုဟာမျိုး pressure အရန်နေတဲ့အခြေအနေလိုဟာမျိုးမှာလည်း RF ပတ်မလိုတတ်ပါဘူးဒါပေမဲ့ဒါမျိုးတွေကတက်နိုင်နေမြတ်တွက်ချက်ထားတဲ့ရလဒ်တွေအရဆုံးဖြတ်တာသာအကောင်းဆုံးပါတစ်ကမ္ဘာလုံးကတော့ design code တွေနဲ့ WRC 107တို့ WRC 537တို့စတဲ့ bulletin တွေသုံးပြီးတော့ threat analysis တွေလုပ်ပြီးလို့မလို့ဆုံးဖြတ်ကြတာမို့လို့အဲ့ဒီနည်းတွေကိုတော့ပို့ပြီးတော့စိတ်ချရပါတယ်တကယ်တော့ကျွန်တော်တို့ step 2 engineer ကလူတွေကဒီလို pressure vessel တွေ heat exchanger တွေရဲ့ detail engineering ကိုနိုင်ငံတကာ project တွေအတွက် design calculation တွေတွက်ပြီး drawing တွေပုံထုတ်ပေးတဲ့ engineer တွေပါဒီလို mechanical design detail တွေကို ASME code တို့ WRC method တို့နဲ့ RF ပတ်လို့မလို့စစ်ချင်တဲ့ကိစ္စလိုဟာမျိုးတွေကိုလည်းကျွန်တော်တို့အနေနဲ့စစ်ဆေးပေးနိုင်ပါတယ်ဒီလို design engineering နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြပေးမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို follow လုပ်ထားပေးလိုက်ပါအောင်